ကဲဒီနေ့ကတော့ဗီနီဇွဲလားနာအမေရိကန်စီရဲ့ရာဘာတွေလုပ်နေလဲဆိုတာအချင်းချုပ်ကြည့်ကြတာပေါ့အဲ့တော့ဒီသတင်းက Fox News ကလာတာဗျာသူတို့ပြတာကတော့ Caribbean မှာလေအမေရိကန်ကတက်အင်ကားတယ်တော်တော်စုနေပြီအဓိကတော့တမရမာနူရိုကိုပြစ်မှတ်ထားနေတယ်ဆိုတာပဲပထမဆုံးအနေနဲ့ပြောရင်အမေရိကန်ချထားတဲ့အင်ကားနည်းနည်းတော့မဟုတ်ဘူးဗျာစစ်သားတထုံးကျော် B52 ဘုံကျဲလျင်လေနော်ဘီအထူးတဖက်တွေတုံးတဲ့ Little Birds လို့အမြန်ရရင်မျိုးတွေအထူးစစ်စင်ရေးတုံး Ghost Temple ဖျက်တင်ဘောတွေပါတယ်ဗျာပြောရင်ဒေတာတွင်းရေးတဲ့အင်အားရဲ့ 10% လောက်ရှိတယ်ဆိုတော့တကယ်ကိုကြီးကျယ်ပဲဒုတိယအချက်ကတော့လေပြစ်မှတ်ကရှင်းရှင်းလေးပဲတမရမာဒူရိုနဲ့မူရကိုင်းတွေသူ့ခုံးပေါ်မှာစုငွေကို$30အထိနှစ်ဆက်အောင်တူးလိုက်သေးတယ်မာဒူရိုဘက်ကယေနာတော့ရွှေလိုကိစ္စကန့်လန့်နေတယ်လို့ဆိုပေမဲ့အမေရိကန်ကနိုးပေးတယ်ဒါကဘာကိုပြရတယ်ဆိုတော့ညီနိုင်ဖို့ထပ်မာဒူရိုကိုဖေဖို့ပဲစီဖိုင်းဖျက်ထားပါမယ်နောက်ဆုံးတစ်ခုကတော့ဒီလိုလုပ်နေတာတွေကဒီအတိုင်းတော့မဟုတ်ဘူးမဟာဗျူဟာရဲ့ရည်ရွယ်ချက်တွေရှိတယ်ဥပမာတရုတ်ရွှေရှားလို့ပန်းပတ်တွေကိုဒေတာတွေမှာတစ်ဝင်မလောက်အောင်ထွေးဖို့ကုန်သွယ်လမ်းကြောင်းတွေတိကျအောင်လုပ်ဖို့ပြီးတော့ငါတို့ကဒီမှာရှိတယ်ဆိုတဲ့သတင်းစကားပြက်သားပါပေးဖို့ပေါ့တော်တော်နဲ့လူရင်ပြောရရင်တော့အမေရိကန်ကဗီနီဇွဲလားနာမှာစစ်အင်အားကြီးကျယ်ပြင်ဆင်ပြီးတက်မှမှုတွေမြင့်နေတယ်ဒါကမာဒူရိုရောဒေတာတွေတခြားအင်အားကြီးနာငယ်တဲ့တော့ပါတကယ်ကိုပြက်သားတဲ့အချက်ပေးမှုပဲဗျာ